ရရချေဖို့မန္တလေးရောက်နေစဉ်ပြည်သူ့ကောက်ကွယ်ရေးတစ်ခွဲလူငယ်တွေရဲ့ကိုပိုင်တီထွင်ထားတဲ့ရှော့တိုက်တုံးကိုစမ်းတက်ရာမင်းအောင်လှိုင်တို့အုပ်စုတုံးလို့ခြောက်ချစီခဲ့ပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးမင်းအောင်လှိုင်ဟာသူနဲ့အရင်နှီးဆုံးတွေဖြစ်တဲ့ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌခင်ရီနဲ့ဒုကချုပ်စိုးဝင်းတို့ကိုတန်တရားရှိနေကြောင်းတက်တွင်းသတင်းတွေသိရပါတယ်။တိုက်ခိုက်မှုဖြစ်စဉ်အပြီးထပ်ထွက်လာတဲ့သတင်းဟာရွေးကောက်ပွဲမတိုင်ခင်ကြန့်ခိုင်ရေးပါတီအဖွဲ့ဝင်များကိုမင်းအောင်လှိုင်မှခေါ်ယူတွေ့ဆုံပြီးခမားတို့ကိုရွေးကောက်ပွဲလုပ်ပေးမယ်ခမားတို့အနိုင်ရစေမယ့်ရွေးကောက်ပွဲဖြစ်လာမယ်လက်ရှိဗိုလ်ချုပ်ကြီးတွေပါစစ်ဝတ်စုံချုပ်ခိုင်းပြီးကြန့်ခိုင်ရေးပါတီကနေဝင်ပြိုင်ကြမယ်ခမားတို့တေချာပေါက်နိုင်မဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်အစိုးရဖွဲ့နိုင်ပြီခမားတို့ကကျွန်တော်ကိုဖျံပြီးပိတ်ဆက်ဖို့ကတော့ခမားတို့လွတ်တော်ခေါ်ပြီးတမရရွေးတဲ့အခါကျရင်ကျွန်တော်ကိုတမရအဖြစ်တင်မြောက်ကြဖို့ပါပဲဆိုပြီးမအားလာကပြောဖို့ခဲ့တယ်လို့အတွင်းသတင်းတွေစီကသိရတာပါရွေးကောက်ပွဲအပိုင်း3ပြီးချိန်မှာတော့ဦးခင်ကြီးဟာကြီးကြီးကျယ်ကျယ်အောင်ပွဲခံခဲ့ပါတယ်သူက2026မှာကြန့်ခိုင်ရေးပါတီအနိုင်ရခဲ့တဲ့ဗျူဟာကိုလည်းအခုလိုပြောပါတယ်2020မှာကြန့်ခိုင်ရေးပါတီအမတ်တွေရှုံးတာဟာမဲမတမာမှုကြောင့်မဟုတ်ပဲကြန့်ခိုင်ရေးပါတီအမတ်တွေနဲ့ပြည်သူလူထုကင်းကွာခဲ့လို့ရှုံးခဲ့တာအခု2026မှာပြည်သူတွေကြန့်ခိုင်ရေးပါတီကိုလူထုကြားမှာရေပန်းစားလာအောင်လုပ်နိုင်ခဲ့လို့အခုလိုအောင်ပွဲခံနိုင်တာဟုဦးခင်ကြီးကပြောပါတယ်ဦးခင်ကြီးကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌတာဝန်ယူနေတဲ့အချိန်အောင်မြင်မှုရခဲ့တော့သူလည်းပြောအားရှိတာပေါ့သူဟာသမရလည်းဖြစ်လာနိုင်ပါတယ်မင်းအောင်လှိုင်ကလည်းသမရသာဖြစ်ချင်နေတာတော်လန်ကြီးအချိန်ကလည်းရှိနေတော့သူ့အတွက်ကာချုပ်နေရာကလည်းအသင့်တော်ဆုံးဖြစ်နေပြန်ပါတယ်မင်းအောင်လှိုင်သမရဖြစ်ရင်စိုးဝင်းကကာချုပ်ဖြစ်လာဖို့ရှိနေပါတယ်စိုးဝင်းသာစီဝတ်ဆုံချွတ်ပြီးရွေးကောက်ပွဲဝင်ခဲ့ရင်တခြားသူဖြစ်နိုင်ပါတယ်စိုးဝင်းကိုကာချုပ်အဖြစ်မရွေးပဲတခြားသူကကိုရွေးခဲ့ပါကစိုးဝင်းကကျေနပ်နေမှာမဟုတ်ဘူးဆိုတာအမှန်ပါပဲအာနာယူနေတဲ့ခေါင်းဆောင်တွေရဲ့ပလင်းလုပ်ပွဲကဘလို့ဖြတ်သွားမလဲ